ဒီကြောင်းလို့ပြောမယ်ဓမ္မသာထုတ်တဲ့ခါက တမိုင်းကြောင်းနဲ့တင် ဒီဘဲချီကြမှာဒီကြောက်စာတွေပေါ့နော်ခြေတော့ထိုးကြတယ်ကြောက်စာနဲလဲနဲတယ်တော့ဒါကိမှကြောက်စာမရှိတော့ပဲကျန်စစ်သားကိမှကျန်စစ်သားနန်းကြီးကြောက်စာ လူတစုကမွန်တမိုင်းအကြောင်းမသိပဲနဲ့ line ပေါ်မှာဖင်ကောင်ရေးပြီးတော့ပေါ့ပြရတဲ့ရှောက်ပြောနေတဲ့လူတွေမှာဝင်ကြည့်လိုက်တော့ဘုံနမိုင်းဘဲကလာတယ်တဲ့ပမာတွေကဘဲကလာတယ်ဆိုတော့တေးသေးချာချာဝင်ကြည့်လိုက်နားထောင်လိုက်တမိုင်းကြောင်းသိလိုက်မယ် line ပေါ်မှာပေါက်ကြတဲ့ရှောက်ပြောပြီးတော့နာမည်ကြီးရှင်လို့အဲ့လိုမျိုးလူတွေကဝင်ကြည့်လိုက် နော်အဲ့ဒါမြန်မာသားနဲ့မထိုးနိုင်သေးဘူးမြန်မာသားအဲ့လိုပြည့်ပြည့်စုံစုံမရေးနိုင်ဘူးမွန်ဘာသာနဲ့ရေးရတယ်ကျန်စစ်သားနန်းကြီးကြောက်စာမွန်ဘာသာနဲ့ရေးတယ်ဒါကြောင့်အဲ့ဒီမြန်မာသားမတိုးတက်ခင်တည်းကမွန်ဘာသာကကောင်းကောင်းတက်လို့ရပြီစာရေးစာကိုလုပ်ရပြီနော်လုပ်ရတာမွန်စာနဲ့ရေးတာနောက်ကြမှာတော့ကျန်စစ်သားပြီးတဲ့နောက်အစစ်စစ်မင်းနေကြတယ်သဘာပတိလက်ထက်ကြမှာမြန်မာစာထူးထူးတန်တယ်အဲ့ဒီရှေ့မတိုင်ခင်ကမြတ်ကြီးတောက်ပါဘူးနော်ပါဠိလည်းသုံးရတယ်မွန်မြန်မာပြူဘာကြောင့်လဲမြန်မာတစ်ခုတည်းနဲ့လုံလောက်အောင်ရေးလို့တော့ ပြူစာပြောက်တော့ ကြောက်တော့ကြောက်တဲ့ဆိုတော့ပေါ်ရတယ်သုံးတော့လားဒီနေ့ကျွန်တော်မိတ်ဆွေဆရာကြီးဦးစိတ်မင်းတို့ကိုပူဇော်ကောင်းကောင်းကြီးနော်ဒီတယောက်ဒီပါပေါ့လေကိုတယောက်ကဟိုဖြစ်လောက်တော့ရေးနေတယ် ရထားရော ရခိုင်လည်းရှိတယ်မကြောက်ပါဘူးတန်းရှိတာ ရခိုင်စာလည်းရှိ ရှိတယ်အကုန်ရှိတာပဲမွန်လည်းရှိတာပဲ ပြူလည်းရှိ အားလည်းပြူလည်းရှိတာပဲ ရှားလည်းရှိတယ် အား ဒီကဆရာပြောတော့တကအမှန်တရားစကားပဲ အဲ့ဒီမှာ